လူတယောက်ကမိတ်ဆွေတို့ရဲ့အနာဂတ်ကိုမြင်နိုင်တယ်လို့ပြောရင်ယုံမလားကျွန်တော်ကဘာကြီးမှာကယုံကြည်မှုအသီးသီးရှိတဲ့အထဲမှာရှာမန် spirit medium ဆိုတဲ့နတ်ဝင်တဲ့နဲ့နတ်အချားမြင်ယုံကြည်မှုဆိုပြီးတော့လဲရှိနေကြပါတယ်ဒီကြောင်းရတွေကအခုလက်တလောsocial media ထပ်ပေါ်မှာ Battle of Fate ဆိုတဲ့ကိုရီးယားနိုင်ငံက show တစ်ခုကတော်တော်လေးကိုရေပန်းစားလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြောင့်မလို့ဒီဗီဒီယိုထဲမှာရှာမန်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့နတ်ဝင်တွေရဲ့အကြောင်းအရာကိုကျွန်တော်လေ့လာထားမိသလောက်ကျွန်တော်မိတ်ဆွေတို့အတွက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကဲအဲ့တော့အချိန်ဆွဲနေတော့ပဲနဲ့ကျွန်တော်တို့အခုပဲဗီဒီယိုလေးကိုစလိုက်ရအောင်ပါမိတ်ဆွေတို့ရဲ့ကျွန်တော်စအောင်ပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်အနေနဲ့ဗီဒီယိုတိုင်းမှာက time stamp လေးတွေထည့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေတို့ကပို့ပြီးတော့သိကျင်ကြည့်ကျင်တဲ့ချက်လက်လေးတွေကိုလွယ်လင်းတကူခေါင်းစဉ်လေးတွေနဲ့ခွဲပြီးတော့ကြည့်ရှုနိုင်ပါတယ်ကဲအဲ့တော့ထုံးစံအတိုင်းပဲကျွန်တော်တို့ကရှာမန်ဆိုတဲ့နတ်ဝင်တဲ့နတ်အချားမြင်ကိစ္စတွေကိုပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့မူလအစကိုလည်းတည်ထားဖို့လိုအပ်ပါလိမ့်မယ်ဗျဒီရှာမန်ဆိုတဲ့စကားလုံးကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီခန်းလောက်တုန်းက Tangap ဆိုတဲ့ Ivanki လူမျိုးတွေရှိကနေပြီးတော့ဆင်းသက်လာခဲ့တဲ့ဘာသာစကားတစ်မျိုးဆိုပြီးတော့လည်းသိရှိရပါတယ်ဒီရှာမန်ရဲ့အဓိပ္ပာယ်ဟာဆိုလို့ရှိရင်တော့ one who know of sea ဆိုပြီးတော့သိရတာဖြစ်ပြီးတော့ကျွန်တော်မြန်မာလိုပြန်မယ်ဆိုလို့ရှိရင်တော့တိသူဒါမှမဟုတ်မြင်တဲ့သူဆိုပြီးတော့လည်းအဓိပ္ပာယ်ရပါတယ်ဗျအဲ့တော့ဗျာရှာမန်ယဉ်ကျေးမှုဆိုတာကတော်တော်လေးကိုရှေးကြတဲ့ယဉ်ကျေးမှုတစ်ခုလည်းဖြစ်သလိုရှာမန်တွေထဲမှာကမိုးလေဝသခံမှန်းသူဆရာဝန်ရှေ့ပြဟောနိုင်တဲ့နတ်ဆရာတွေနတ်တွေနဲ့ဆက်သွယ်ပေးသူတွေနောက်ဆုံးအနေနဲ့ကတော့ဘာသာရေးခေါင်းဆောင်တွေဆိုပြီးတော့အစစ်စစ်အဲ့ဒီအချိန်တုန်းကတတ်မှတ်ခဲ့ကြတယ်ဆိုပြီးတော့သိရပါတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်ကာလတုန်းကကျွန်တော်တို့ကသိပ္ပံပညာမထွန်းကားသေးတဲ့အတွက်ကြောင့်မလို့ဘယ်ကိစ္စပဲဖြစ်ဖြစ်မိုးကဘာကြောင့်ယူရတာလဲဘယ်အကြောင်းအရာဘယ်အရေးကိစ္စကိုမဆိုရှာမန်တွေကပဲထဲထဲဝင်ပါဝင်ဆောင်ရွက်ဟောပြောပေးခဲ့ကြတယ်ဆိုပြီးတော့လည်းသိရပါတယ်အဲ့တော့ဒီမှာကျွန်တော်မိတ်ဆွေတို့အတွက်ဘူးစုတာတစ်ခုအနေနဲ့ကရှာမန်ဆိုတာကနှုတ်ဝင်တယ်လို့တော့မှန်ပေမဲ့ဒီရှာမန်ဆိုတဲ့အခေါ်အဝေါ်ကတစ်ကမ္ဘာလုံးမှာရှိနေတဲ့နှုတ်ဝင်တယ်တွေနတ်နဲ့စကားပြောဆက်သွယ်နိုင်တဲ့အဲ့ဒီလူတွေအားလုံးကိုတော့ရှာမန်ဆိုတဲ့အခေါ်အဝေါ်တော့မခေါ်ကြဘူးပေါ့ဗျာအပြောင်းလဲတွေတော့ရှိတာပေါ့ပြီးတော့စာတမ်းပြုစုမှုတွေအရအနောက်တိုင်းဆိုင်ရာဘာသာရေးရေးသားမှုတွေထဲမှာဆိုလို့ရှိရင်ဝိညာဉ်ရေးဆိုင်ရာလေ့ကျင့်သူတွေကိုသူတို့က shamanic ဆိုပြီးတော့လေခေါ်ဝေါ်ကြတာမျိုးတွေရှိတယ်ဆိုပြီးတော့သိရှိရပါတယ်ပေါ့နော်အဲ့တော့အခုလိုမျိုးနတ်ဝင်တွေနတ်နဲ့ဆက်သွယ်သူတွေကိုကမ္ဘာလုံးဆိုင်ရာကျွန်တော်တို့တောင်ကိုရီးယားမှာဆိုလို့ရှိရင်နတ်ဝင်တွေကို Mudam လို့ခေါ်တယ်ကျွန်တော်တို့အခုဒီ Battle of Fate ဆိုတဲ့နတ်ဝင်တွေနတ်နဲ့ဆက်သွယ်ဟောပြောတဲ့သူတွေကိုသူတို့က Mudam လို့ခေါ်ကြတယ်မလားဂျပန်နိုင်ငံမှာကကြတော့မီခိုဆိုပြီးခေါ်ဝေါ်ကြတဲ့ Shrine Medium အမျိုးအစားတွေရှိတယ်ဆိုပြီးတော့လည်းသိရတယ်။နောက်ထပ်မွန်ဂိုလီးယားမှာကြတော့ Shamanism ဆိုပြီးတော့ပဲသတ်မှတ်ကြတာဖြစ်ပြီးတော့သူတို့ကြတော့ traditional ဖြစ်သွားတယ်ပေါ့နော်။ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့အားလုံးသိကြတဲ့အတိုင်းနတ်ဝင်တဲ့အကြားအမြင်ရှေ့ပြေးဟောသူဆိုပြီးတော့လည်းခေါ်ဝေါ်ကြတာမျိုးတွေရှိပါတယ်ဗျ။ပြီးတော့ Australia တို့တခြားသောနိုင်ငံတွေမှာတော့ Shaman ဆိုပြီးတော့ပဲခေါ်ဝေါ်သုံးနှုန်းကြတယ်ဆိုပြီးတော့သိရပါတယ်ပေါ့နော်။ဒါ့အပြင် anthropology ဆိုတဲ့မနုဿဗေဒဆိုင်ရာပညာရှင်တွေရဲ့သတ်မှတ်ချက်တွေအရဝိညာဉ်ရေးဆိုင်ရာလေ့ကျင့်သူသူတို့ရဲ့ community သူတို့ရဲ့အဖွဲ့အစည်းတွေပြီးသွားလို့ရှိရင် Trump ဆိုတဲ့ဘဝင်ကြမှုဇန်ဝင်စားနှက်ဝင်နေတဲ့အခြေအနေပေါ့နော် ritual ဆိုတဲ့ထုံးတမ်းစဉ်လာအရာဒီသုံးခုကိုပေါင်းစပ်ပြီးတော့လဲ shamanism နှက်ဝင်တွေအကြားမြင်ရရှိသူတွေဆိုပြီးတော့သတ်မှတ်ကြတာမျိုးတွေလည်းရှိပါတယ်ဗျဒီမှာကျွန်တော်မိတ်ဆွေတွေကိုတည်ထားစေချင်တာကနတ်ဝင်တွေအကြားမြင်ပညာရှင်တွေကိုကမ္ဘာလုံးဆိုင်ရာနိုင်ငံနဲ့ယဉ်ကျေးမှုအလိုက်ပေါ့နော်ကျွန်တော်တို့ content တွေကွဲသွားပြီးတော့ခေါ်မှုတွေလည်းမတူဘူးသူတို့ရဲ့ဂျာမှာပြုတ်လုတဲ့ delete ထုံးတမ်းစင်လာတွေကလည်းကွဲပြားခြားနားတတ်တယ်ဆိုတာကိုသတိထားစေချင်ပါတယ်ကျွန်တော်တို့မြန်မာနဲ့ကိုရီးယားဆိုရင်ပဲနှိုင်းရှင်ကြည့်လိုက်ပေါ့နော်ဒါကိုတော့ကျွန်တော်မိတ်ဆွေတို့သိမှာပါဗျအဲ့တော့အဓိကပြောချင်တာက shaman ဆိုတဲ့အခေါ်အဝေါ်ကိုကကျွန်တော်တို့ Siberia ကနေပြီးတော့မူလပထမနှစ်ပေါင်းထောင်ကြီးကဆင်းသက်လာတဲ့အခေါ်အဝေါ်တစ်ခုဖြစ်ပြီးတော့မနုဿဗေဒဆိုင်ရာပညာရှင်တွေသတ်မှတ်ထားတဲ့အချက်၃ခုနဲ့ဆက်လင်းပြီးတော့လဲ shamanism တွေကိုမျိုးစုလိုက်ခွဲထားတာမျိုးတွေလည်းရှိပါသေးတယ်ပေါ့နော်အဲ့တော့အခုလိုမျိုးအများကြီးရှိတဲ့ထဲကမှဒီကနေ့ content ရဲ့အဓိက main ကတော့ကိုရီးယားက Mudam ပေါ့နော်ကျွန်တော်တို့ကိုရီးယားက channel ပတ်သက်ပြီးတော့အခုတော်တော်များများစိတ်ဝင်စားနေကြတာဖြစ်တဲ့အတွက်ဒီကိုရီးယား Mudam နဲ့ပတ်သက်ပြီးတော့ပြောပြပေးပါမယ်အဲ့တော့တောင်ကိုရီးယားမှာကရှေ့မှာပြောခဲ့တဲ့ shaman ဆိုတဲ့နတ်ဝင်တွေကိုခေါ်ဝေါ်တဲ့ပုံစံက Mudam ပါသူတို့ရဲ့ထုံးတမ်းစင်လာအရာgap ဆိုတဲ့အရာကိုပြုတ်လောက်ကြပါတယ်ဒီနေရာမှာကျွန်တော်တခု request လုပ်ချင်တာကကိုရီးယားအတန်ထွက်မပြီးတာပဲဖြစ်ဖြစ်တချို့သောစကားလုံးဝေါ်ဟာရတွေကကျွန်တော်အင်္ဂလိပ်တိုက်ရိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာသာပြန်အခက်အခဲရှိတာကိုနားလည်ပေးစေချင်ပါတယ်ဗျ
အဲ့တော့မူဒမ်ဆိုတဲ့နတ်ဝန်တဲ့အကြားမြင်တဲ့တယောက်ကသူတို့ရဲ့ထုံးလန်းစင်လာရဆိုလို့ရှိရင်ဘုံနေတီးမယ်တချင်းနေဆိုမယ်ကခုံကြမယ်ပေါ့အားလုံးကျွန်တော်တို့ TV season ထဲမှာတွေ့မြင်ထားရတဲ့အတိုင်းပဲရိုးရဝတ်စုံကြီးတွေဝတ်မယ်ဘုံနေအကျန်းတီးမယ်သူတို့ရဲ့စီးချက်အလိုက်ကခုံပြီးတော့တီဆိုကြတာဖြစ်ပါတယ်အဲ့တော့နောက်ထပ်တစ်ချက်အနေနဲ့ကတောင်ကိုရီးယားတွေရဲ့မူဒမ်တယောက်ဖြစ်လာဖို့ဆိုလို့ရှိရင်ရှင်မြောင်းဆိုတဲ့တွေ့ကြုံတဲ့ဖြစ်စဉ်ကိုကြော်ဖြတ်ရတယ်ဆိုပြီးတော့သိရပါတယ်ဒီရှင်မြောင်းဆိုတာကမူးဝေတာမျိုးညဘက်ကြလို့ရှိရင်အိမ်မရတာမျိုးအိမ်မက်တွေမကောင်းတာမျိုးဒါမှမဟုတ်အိမ်မက်ထဲမှာပုံရိပ်အောင်တွေထင်အောင်ထင်မှားတွေမြင်ရတယ်စိတ်ဖိစီးမှုတွေမြင့်တက်ပြီးတော့ယောဂတစ်ခုလိုမျိုးကြီးစိုးနေတာမျိုးတွေဖြစ်ပေါ်မှာဒီလိုမျိုးမူဒန်းတယောက်ဖြစ်နိုင်နေဆိုပြီးတော့လေသူတို့ရဲ့ရိုးရာဓလေ့တွေကသိရှိရတာလည်းဖြစ်ပါတယ်ဗျအဲ့တော့ရှင်းမပြောခဲ့သလိုပဲကျွန်တော်တို့တောင်ကိုရီးယားကရှာမန်တွေတနည်းအားဖြင့်မူဒန်းတွေမှာဆိုလို့ရှိရင်လည်းအခြေအနေ3ရက်ရှိတယ်ပေါ့နော်ဒီအခြေအနေ3ရက်ကကျွန်တော်တို့ spirit wolf ဆိုတဲ့ဝိညာဉ်လောကတွေကိုဝင်နိုင်တဲ့လူဒုတိယတစ်ခုအနေနဲ့ကတော့ ritual trump ဆိုတဲ့နတ်ဝင်နေတဲ့အခြေအနေအကြမ်းမြင်ရနေတဲ့အခြေအနေတစ်ခုပေါ့နော်နောက်ဆုံးတတိယချက်ကတော့ကျွန်တော်တို့ကုသပေးတဲ့အချက်ပေါ့နော်ဒီအချက်3ချက်ပေါ်မူတည်ပြီးတော့သူတို့တွေကအဓိကကြတယ်ဆိုပြီးတော့သိရပါတယ်ပထမဆုံးအနေနဲ့ဒီ spirit wolf ဆိုတဲ့ဝိညာဉ်လောကနဲ့ဆက်သွယ်တယ်ဆိုတဲ့အချက်ကသူတို့တောင်ကိုရီးယားကရှာမန်တွေတနည်းအားဖြင့်မူဒန်းတွေရဲ့ယုံကြည်မှုတွေအရာယူဟာအစင်လာမှာဒီ spirit wolf ဆိုတဲ့ဝိညာဉ်လောကလူတွေမမြင်နိုင်တဲ့နတ်ဒါမှမဟုတ်တခြားသောတေလွန်ပြီးတဲ့သူရဲ့ဝိညာဉ်နဲ့ဆက်သွယ်နိုင်နေပေါ့နော်ဒီလိုမျိုးအခြေအနေတွေမှာဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီဝိညာဉ်လောကတွေကလူတယောက်ယောက်ကကိုယ့်ကိုမကျေနပ်လို့ကျမ်းမာရေးညံ့လာတယ်ဆိုပြီးတော့ဟောပြောကြတာမျိုးဒါမှမဟုတ်ဝိညာဉ်လောကရဲ့အနှောက်အယှက်တွေကြောင့်မလို့ပြင်ပကိုလာပြီးတက်ရောက်စေနိုင်တဲ့အချက်တွေပေါ့နော်ဒီလိုမျိုးဥပမာပေါင်းများစွာလည်းရှိပါတယ်ဗျအဲ့တော့ကျွန်တော်မိတ်ဆွေတို့ဇလန်တွဲတွေဒီ show တွေထဲမှာမြင်တွေ့ရတဲ့အတိုင်းပဲပေါ့နော်ဘာကိစ္စကြောင့်မို့လို့ဘယ်ဝိညာဉ်ဘယ်နတ်တွေကတော့မကျေနပ်ချက်တွေကြောင့်မို့လို့ဘာပွဲတွေပေးရတော့မယ်ဘယ်လိုမျိုးဆုတောင်းမှုတွေပြုလုပ်ပါဆိုပြီးတော့ဟောပြောတဲ့ပုံစံမျိုးပါပဲဗျဒီမှာ anthropology ဆိုရဲမနောဒဗေဒပိုင်းဆိုင်ရာရဲ့တစ်ဖက်အမြင်မှာဆိုလို့ရှိရင်ဒီ spirit world ကိုကြတော့သူတို့ရဲ့ belief system ထဲမှာပဲလေ့လာကြတယ်ဆိုပြီးတော့လည်းတွေ့ရှိရတယ်ပေါ့နော်ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့တေလွန်ပြီးတဲ့အခါမှာရောက်ရှိတဲ့ငရဲတို့နတ်ပြည်တို့ပေါ့နော်ဒီလိုမျိုးအပိုင်းခြားတွေကိုယုံကြည်မှုစနစ်နဲ့ worldwide view အနေနဲ့ပါရှုမြင်ကြရလဲဖြစ်ပါတယ်ဗျနောက်တစ်ချက်အနေနဲ့စိတ်ပညာပိုင်းဆိုင်ရာရှုထောင့်ကနေကြည့်မယ်ဆိုလို့ရှိရင်တော့ဒါတွေကစိတ်ထင်အောင်ထင်မှားတွေဖြစ်နေတာဆိုပြီးတော့လည်းသုံးသပ်သူတွေကပြောဆိုကြလို့ American က psychological တွေကဒီအချက်လက်တွေကခိုင်လုံမှုမရှိသေးဘူးဒါတွေနဲ့ပတ်သက်ပြီးတော့အထောက်အထားမခိုင်လုံသေးဘူးဆိုပြီးတော့လည်းပြောဆိုထားပါတယ်အဲ့တော့ဒုတိယချက်အနေနဲ့ကတော့ ritual trump ဆိုတဲ့ကျွန်တော်တို့နတ်ဝင်နေတဲ့အခြေအနေပေါ့နော်နတ်ဝင်နေတဲ့ဒါမှမဟုတ်ဝိညာဉ်ဝင်ပူးကတ်နေတဲ့ဆိုတဲ့အခြေအနေဒီလိုမျိုးအခြေအနေမှာကျွန်တော်တို့ရဲ့စိတ်ထဲမှာမသိလိုက်ဘဲနဲ့စကားတွေလွတ်ခနဲ့ပြောမိလိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ကိုယ်တိုင်ကမသိလိုက်ဘဲနဲ့ကိစ္စတစ်ခုခုကိုဆောင်ရွက်ပြီးတော့လောက်ကင်လိုက်မိတဲ့အခြေအနေကိုလည်းပြောဆိုခေါ်ဝေါ်ကြခြင်းလည်းဖြစ်တယ်တကယ်လို့နတ်ဝင်တွေရဲ့ဟောပြောချက်တွေကျွန်တော် show တွေထဲမှာမြင်တွေ့ရတဲ့အတိုင်းသူတို့ရဲ့အဖွားတွေကဝင်လာတာတို့သူတို့ကိုစောင့်ရှောက်တဲ့ပုံကိုယ်တွေကဝင်လာပြီးတော့ရှေ့မှာရှိနေတဲ့ကိုဟောပြောရမယ့်လူရဲ့အကြောင်းတွေကိုအတိတ်တွေရောအနာဂတ်တွေရောပေါ့နော်ဒီလိုမျိုးဟောပြောပေးတဲ့အခြေအနေမျိုးကိုရောက်ရှိသွားတာပေါ့နော် trend ဖြစ်နေတဲ့အခြေအနေနတ်ဝင်နေတဲ့အချိန်ဝိညာဉ်ပူးကတ်နေတဲ့အချိန်မှာကျွန်တော်တို့မြန်မာတွေဆိုလို့ရှိရင်အိုးစီဘုံမောင်းနေတီးကြတယ်မလားရှမ်းတိုးတွေပါရင်နဲ့စူညံနေအောင်ရတန်ကြကြနဲ့တီးခတ်ပြီးတော့ကခုံပြီးတော့မှအခုလိုမျိုးနက်တွေဝင်လာတယ်ပုံကိုယ်တွေဝင်လာတယ်မလားကျွန်တော်ကိုရီးယားမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲလေအခု show ထဲမှာမြင်နေရတဲ့အတိုင်းဆိုလို့ရှိရင်ဟောပြောနေတဲ့အချိန်မှာချက်လူတွေခောက်တာပဲဖြစ်ဖြစ်တီးခတ်ပြီးတော့ပေါ့နော်ကပြီးတော့ဝင်တာမျိုးပဲဖြစ်ဖြစ်မျိုးမျိုးဖုံဖုံပေါ့သူတို့အားတာတဲ့အခြေအနေတွေနဲ့ကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးကခုံနေတီးမုတ်တယ်ပြီးသွားလို့ရှိရင်တချင်းတွေဆိုပြီးဝင်ကြတာမျိုးတွေအထွေတွေရှိတယ်ပေါ့နော်သူတို့ရှာမန်တွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ဖြစ်နက်ချော့ပြီးတော့နက်ကိုကိုယ့်ရဲ့ခန္ဓာကိုယ်တွေကိုဝင်ပူးပြီးတော့ဟောပြောလို့ရအောင်လုပ်တဲ့အခြေအနေတစ်ခုဆိုပြီးတော့သိရပါတယ်။ဒါကိုကျွန်တော်တို့ဒီဘက်ချမ်းက psychological ရဲ့သုံးသပ်ချက်တွေအရဆိုလို့ရှိရင်အခုလိုမျိုးအတိမုတ်ကျမ်းတွေကိုနားထောင်နေရတဲ့အချိန်ရတန်ကြကြစီးချက်တွေကိုခံစားနေရတဲ့အချိန်မှာလူတစ်ယောက်အနေနဲ့စိတ်ခံစားမှုတွေကအနှိမ့်မြင့်တက်ကြအပြောင်းလဲမြန်ဆန်တာဖြစ်ပြီးတော့အောက်ဆီဂျင်ရရှိနိုင်တဲ့အခြေအနေဥပမာအနေနဲ့အသက်ရှူမှုတွေကလည်းမြန်တာပဲဖြစ်ဖြစ်နှေးသွားတာမျိုးပဲဖြစ်တတ်တာဖြစ်ပြီးတော့အကျန်းတိမုတ်နေတဲ့တန်စင်တွေဘုံတန်တွေဆိုင်းတန်တွေကြောင့်မို့လို့brain wave တွေကလည်းပြောင်းလဲသွားပြီးတော့အခုလိုမျိုးခံစားနေရတဲ့လူတစ်ယောက်ကကိုယ်တိုင်မသိတော့ဘဲနဲ့လုံးမိတာမျိုး vision နဲ့ feeling တွေက strong ဖြစ်သွားတာပဲဖြစ်ဖြစ် soft ဖြစ်သွားတာပဲဖြစ်ဖြစ်ပေါ့နော်အမျိုးမျိုးပြောင်းလဲသွားတတ်တယ်ဆိုပြီးတော့လေသူတို့တွေကသုံးသပ်ထားတာလည်းဖြစ်ပါတယ်ဗျ
အဲ့တော့စိတ်ပညာရှင်တွေကဘယ်လိုသုံးသပ်တယ်လဲဆိုလို့ရှိရင်အခုလိုမျိုးစိတ်အတက်ကြမြန်နေတဲ့စိတ်ခံစားမှုတွေလွင့်ထွက်နေတဲ့အချိန်တစ်ခုမှာလူတွေကသူတို့ကိုပြောတဲ့စကားတွေကိုပုံမူပြီးတော့ယုံကြည်တတ်တယ်ပေါ့နော်ဒီလိုမျိုးအခြေအနေတွေကိုလည်းသုံးသပ်ပေးထားပါတယ်ဒါမဲ့ဒါကကျွန်တော်ကသူတို့သုံးသပ်ထားတာကိုပဲပြောပြရအောင်နော်ယုံကြည်ခြင်းမယုံကြည်ခြင်းကိုကျွန်တော်မစွတ်ဖတ်လို့ပါဘူးယုံကြည်တဲ့သူတွေကလည်းယုံကြည်လို့ရပါတယ်သူတို့မှလည်းသူတို့အကြောင်းအရာအချက်လက်တွေကလည်းရှိနေအောင်ပါပါဗျအဲ့တော့ခုနကတော့စိတ်ပညာရှင်တွေရဲ့သုံးသက်ချက်နောက်ဆုံးမှာဆိုလို့ရှိရင်အခုလိုမျိုးအယမ်းမြန်တဲ့ drum တန်တွေဘုံတန်တွေစီးချက်တန်တွေနဲ့လူတွေရဲ့ or hit ပြောဆိုတန်တွေကဒါတွေကိုကြားရဖန်များလာလို့ရှိရင်လူစိတ်ကိုအလွန်မင်းထိခိုက်ပြီးတော့စိတ်ကျမ်းမာရေးအခြေအနေဆိုးရွားနိုင်စေတယ်ဆိုပြီးတော့လည်းပြောဆိုတုံးသက်ထားတာရှိပါတယ်ဗျအဲ့တော့ဒီမှာအကြောင်းအရာလေးတစ်ခုအနေနဲ့ James Randi ဆိုတဲ့ foundation တစ်ခုကနေပြီးတော့1 million challenge ကိုလုပ်ခဲ့ရဆိုပြီးတော့လည်းသိရပါတယ်ဗျအဲ့ဒီ challenge မှာဘာလဲဆိုလို့ရှိရင်ဒီလိုမျိုးနတ်ဝင်တွေရဲ့ကိစ္စကိုသူကအဖြေရှာခြင်းနဲ့အတီးပြုတ်ခြင်းနဲ့ပေါ့ဗျာအဲ့တော့ဆက်ပြီးတော့တက်တည်ပြခြင်းနဲ့ဒါပေမဲ့အခုလိုမျိုးစမ်းသပ်လိုက်တဲ့အခြေအနေမှာပညာရဲ့သဘောတဘာဝအတိုင်းပဲတစ်ခါလုံးယုံနေမရဘူးဘယ်နှခေါက်ပြန်လို့အဖြေကဒီအဖြေနဲ့တူညီနေရမယ်ဆိုတဲ့အချက်ကိုအထောက်ထားတွေမခိုင်လုံတဲ့အတွက်ကြောင့်မို့လို့ဒီ1 million challenge ကလည်း fail ဖြစ်သွားတယ်ပေါ့နော်အဲ့တော့သိပ္ပံပညာမှာကဒီနတ်ဝင်တဲ့နတ်တွေဝင်နေဟောပြောတယ်ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့သူတို့ကမဖြစ်နိုင်ဘူးလို့တော့မပြောထားဘူးဒါပေမဲ့အထောက်ထားမခိုင်လုံသေးတာလို့ပဲပြောဆိုတုံကြတာလည်းဖြစ်ပါတယ်ဗျအဲ့တော့တောက်လျှောက်ပြောလာသလောက်ဆိုလို့ရှိရင်ဒီ shaman culture နတ်ဝင်တဲ့ယဉ်ကျေးမှုကတချို့သောအခြေအနေတွေမှာမင်းမကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်မင်းကောင်းတာလုပ်ရင်တော့ကောင်းတာဖြစ်မှာပေါ့ဆိုတဲ့စကားလုံးတွေကလူတွေရဲ့စိတ်ကိုနှိုးဆွပေးနိုင်တယ်ဒီချက်တွေကြောင့်မို့လို့လူတွေကိုကောင်းတဲ့အရာတွေကိုလုပ်ဖို့တွန်းအားဖြစ်စေနိုင်တယ်ပေါ့နော်ဒါပေမဲ့လို့တချို့သောအခြေအနေတွေမှာကြတော့ယုံကြည်မှုတွေလွန်ကဲသွားတဲ့အခါမှာဘယ်နတ်တွေမကြိုက်တာလုံးမီလို့ဘာတွေဖြစ်တာဥမာအနေနဲ့ယောဂတစ်ခုဖြစ်ပြီဆိုလို့ရှိရင်လည်းနတ်ကိုအရင်ပြရမယ်ဒါမှမဟုတ်သက်ဆိုင်ရာအရာတွေကိုအရင်မေးရမယ်ဆိုတဲ့အခြေအနေကကိုယ့်ရဲ့ယောဂနဲ့လက်ရှိမှာဖြစ်ပေါ်နေတဲ့ဆေးရုံဆေးကသွားရမယ်ဆိုတဲ့အရာတွေကိုနှောင့်နှေးသွားစေနိုင်တယ်ပေါ့နော်အခုလိုမျိုးယုံကြည်မှုတွေလွန်ကဲသွားတဲ့အခါမှာလည်းမဖြစ်တဲ့အရာတွေလည်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့အနှစ်ချုပ်အနေနဲ့ဆိုလို့ရှိရင်တော့ဒီ shamanism ဆိုတဲ့ shaman culture shaman ယဉ်ကျေးမှုနတ်ဝန်နဲ့ရှေ့ဖြစ်တွေဟောတယ်ဆိုတာကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကြီးတွေကတည်ရှိနေတဲ့အရာတစ်ခုလည်းဖြစ်တယ်လူတွေဆိုတာကအနာဂတ်ကိုလည်းကြိုသိကျင်ကြတာကတော့လူသားဆန်မှုတစ်ခုပါပဲဒါပေမဲ့လို့ကျွန်တော်တို့တွေကအခုလိုမျိုးအရာတွေပေါ်မှာချင်းချိန်ပဲပြုမှုတင်တာဖြစ်ပြီးတော့တကယ်လက်တွေ့ဘဝထဲမှာကြီးလာလို့ရှိရင်မင်းကဘာဖြစ်မယ်ဆိုတဲ့အရာပေါ်မှာစိတ်ဖိပစုမှုတွေမထားဘဲနဲ့ကိုလှုပ်တဲ့လှုပ်ထိုက်တာတွေကိုပဲအေးဆေးနဲ့ဖြည်းဖြည်းချင်းလှုပ်သွားဖို့လည်းလိုအပ်တယ်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုတာကကိုယ့်ရဲ့လုံးရက်ပေါ်မှာပဲမူတည်တယ်ဆိုတာကိုလည်းသိစေချင်ပါတယ်ဗျအဲ့တော့ကျွန်တော်မိတ်ဆွေတို့ကရောနတ်ဝင်တွေကိုယုံကြည်လားရှေ့ဖြစ်တွေဟောပြောတဲ့သူတွေကိုရောယုံကြည်တဲ့သူတွေလားမိတ်ဆွေတွေအတွေးမြင်ထင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာရေးပေးသွားနိုင်ပါတယ်အခုကြောင်းအလေးကတော့ကျွန်တော်လေးလာထားပြီးသလောက်ပြောပြတင်ဆက်ပေးတာဖြစ်တဲ့အတွက်လိုအပ်ချက်တွေနဲ့အမှားတွေပါရှိသွားခဲ့လို့ရှိရင်လည်းနားလည်ခွင့်လွှတ်ပေးကြဖို့အတွက်ကိုတောင်းပန်ချင်ပါတယ်ဗျအဲ့တော့နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့နောက်ထပ်အကြောင်းအရာတွေနဲ့တကွအပြန်လည်ဆုံတွေ့ကြအောင်ပါအားလုံးပဲ see you ပါဗျ